Hello အားလုံးပဲမင်္ဂလာပါဒီဖိုလိုရှိရပါဒီနေ့ကျွန်တော်နည်းနည်းလေးပြောစရာလေးရှိလို့ပေါ့နော်ဒါဘာအကြောင်းလဲဆိုတော့ပြောစရာတွေကအများများလို့ဘာပြောလို့ပြောမှန်းတော့မသိဘူးဖြစ်နေတယ်တောင်းဆိုကျွန်တော်ဒီ client နဲ့ကျွန်တော်ချားမှာအဲ့လိုမျိုးပြဿနာတိတ်ပြီးတော့အဲ့လိုမျိုးကြီးကြီးမားမားဟာမျိုးတွေပါတယ်မဖြစ်ဘူးပေါ့နော်ဒီဘူးကျွန်တော်ကလည်းတောင်းတအကောင်းဆုံးအဆင်ပြေဆုံးဖြစ်အောင်တေချားလေးလုပ်ပြီးတော့ကျွန်တော်လည်းရိုက်ဘူးရတူဆိုလို့ရှိရင်သိတယ်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ပေးတယ်မနေ့ပြောရင်ကျွန်တော်လည်းမသက်ဆိုင်တဲ့အရာတွေဥပမာကျွန်တော်ပုံရိုက်ပေးတာသိတယ်မှာပုံရိုက်ပေးတယ်ဆိုပေမဲ့ဥပမာသူတို့သွားဖို့လာဖို့ခက်ခဲဖြစ်တယ်ပြန်ဖို့လမ်းတူတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဆိုင်ကင်းနဲ့တခါတည်းအဲ့ဆိုလည်းလိုက်ခဲ့အိုးပိုင်ခေါ်မင်းနဲ့ဆိုပြီးအဲ့လိုမျိုးဒီကောစေတနာအပြည့်အဝထားပြီးလုပ်ပြီးတယ်ပေါ့နော်အဲ့ဒါလောက်ရတော့ကျွန်တော်ပြောတာမဟုတ်ဘူးနော်အခုဟာကဘယ်လိုမျိုးလဲဆိုတော့ဘာမှန်းကိုမသိကျွန်တော်ကိုပုံရိုက်ချင်စိတ်တောင်တိတ်ကြီးရှိဘူးဖြစ်နေအဲ့လိုဖြစ်နေအဲ့လိုမျိုးအခြေအနေကြီးဖြစ်သွားတယ်ခါလေးကြာရင်လေပြီးတော့ဒီအကောင့်ကျွန်တော်အကောင့်ကအခုဆိုရင်တည်ရကျွန်တော်ဘာအမားလုပ်မိလိုက်လဲမသိဘူးview အရန်ကျသွားတယ်ကျွန်တော်အဲ့ဒါဆိုဘယ်လိုမျိုးဖြစ်လဲဆိုတော့ကိုကချူချူဆဆနဲ့ edit ထားတဲ့ဗီဒီယိုတွေကအဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီဟာကလည်းတစ်ချောင်းပါမယ်နော်အဲ့ဒီနံပါတ်1အချက်ကじゃဘာဖြစ်မလဲဆိုဥမာကိုကမတင်ဘူးကိုပုံကိုတင်တာမကြိုက်ဘူးဆိုရင်ကျွန်တော်ကိုကြိုးပြီးတော့ပြောပါမဖြတ်ခိုင်းပါနဲ့ကျွန်တော်ကမတင်ပါဘူးအဲ့လိုမျိုးဆိုလေအခုသူတို့ကကြတော့မတင်ဘူးလည်းမပြောဘူးပေါ့မေဘဲကျွန်တော်ပြောလိုက်ခံကျွန်တော်တင်လိုက်ခံမှာဘယ်လိုဖြစ်လို့ညာလို့ဆိုကျွန်တော်မှဖြတ်ပေးရရင်အကောင့်ကအဲ့လိုမျိုးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ဘာလုပ်မိလဲဆိုတော့ကျွန်တော်အရင်တော့ဟိုးတော့တင်ထားတဲ့ဟာတွေပေါ့ဒီဟာအလုံးမလုပ်ဖ ೇನೆ အရင်တော့ဆော့ထားတဲ့ဟာတွေကပြန်တက်လာတော့ကျွန်တော်ကအဲ့ဟာတွေလည်း delete မိလိုက်တယ်ကျွန်တော်လုပ်တာတော့အဲ့နှစ်ခုပဲလို့တော့ကျွန်တော်ထင်တာပဲအဲ့ customer တွေတချို့ကြတော့ပြန်ဖြတ်ခိုင်းတာရှိတယ်တင်ပြီးကံမှာပေါ့နော်အဲ့လိုမျိုးပြခိုင်းတာရှိတယ်ပြီးရင်ကျွန်တော်အဲ့ဒီဟာပြခိုင်းတာရှိအဲ့ဒီဟာကြောင့် view ကြရလို့ထင်တာပဲနောက်တစ်ခုက booking ကိစ္စအခုကျွန်တော်အခုဒီနေ့အချိန်ထိကျွန်တော်ရှိမှ booking လာယူလို့ရှိရင်အရင်တော့ဆိုကျွန်တော်ဖုန်းနဲ့လည်းလက်ခံတယ်ဒီ Telegram တို့ဘာလို့ကလည်းကျွန်တော်ပြောခိုင်းတယ်အများစုကတော့ Telegram ပြောခိုင်းတာအခုနောက်ပိုင်းကျတော့သူတို့ cancel ဥပမာပြဿနာတစ်ခုတစ်စုံတရာသူတို့အဆင်ပြေတာဖြစ်လို့ cancel တာတော့ကောင်အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကဘာနဲ့နာလဲဆိုတော့ကျွန်တော်ကတော့မရိုက်ရလို့ပြဿနာတော့တအားမရှိဘူးဆိုပေမဲ့ဒီနေ့အတွက်ဥပမာကဒီနေ့အတွက်မရိုက်ဖြစ်တဲ့လူကဥပမာဒီနေ့အတွက်ကျွန်တော်ဘယ်နှယောက်လက်ခံမယ်ဆိုနောက်ထပ်အပူလူကျွန်တော်လက်မခံတော့အဲ့လိုမျိုးဆိုတော့ရိုက်ချင်တဲ့သူလေးတွေကနည်းနည်းလေးမရိုက်ရတဲ့ဟာမျိုးလေးတွေဖြစ်သွားတယ်ပေါ့နော်ဥပမာပုံရိုက်တာဆိုတော့တခြားကိုအားနေတဲ့လူတွေမဟုတ်တော့ကြတော့လေဥပမာကျောင်းသမားရှိမယ်အလုပ်သမားရှိမယ်အဲ့လိုမျိုးလေးတွေပေါ့နော်အလုပ်လုပ်တဲ့ဒီဝန်ထမ်းတွေလည်းရှိရဆိုတော့သူတို့အားရချင်းသူတို့ကယူရမယ်အဲ့လိုမျိုးလေးဖြစ်လို့ booking လေးတွေယူပြီးလို့ရှိရင်အတက်နိုင်ဆုံးကျွန်တော်မရိုက်ဖြစ်ဘူးဆိုရင်တော့တစ်ရက်လောက်တော့ကြိုပြီးတော့ပြောပြပါအဲ့ဒါဒုတိယအချက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံဉာဏ်တောင်းချင်တာတစ်ခုရှိတယ်အခု booking ယူမယ်ဆိုလို့ရှိရင်ကျွန်တော်စရံငွေလွှဲခိုင်းရမှာလားပုံမှန်ဒီနေ့ထိတော့ကျွန်တော်စရံငွေမလွှဲခိုင်းဘူးမလွှဲခိုင်းလုံးဝမလွှဲခိုင်းပါတော့ဒါပေမဲ့ဒီနေ့အထိတော့တယောက်အဲ့ညီမလေးကတော့သူတွဲကျွန်တော်ဆိုကျွန်တော်သူလွှဲခွင့်ပေးထားတယ်ပေါ့နော်နောက်တစ်ခုကပုံရိုက်တဲ့ဟာကျွန်တော်ကပုံရိုက်ပြီးပုံပြန်ပြီး edit ပေးတယ်အဲ့ဒီအတွေ့ရက်ကလေးကတရက်သုံးမဟုတ်တော့လည်းကောင်း2ရက်ဝင်းချင်ရှေ့မှာလူရှိသလိုမျိုးလေးစောင့်ဝါမျိုးလေးတွေရှိတယ်နော်အဲ့လိုမျိုးလေးရှိတယ်ပြီးရင်ပုံမဥမာကိုကဘလိုကာလာမျိုးမကြိုက်တတ်ဘူးဥမာရိုက်ပြီးလို့ရှိရင်လည်းကျွန်တော် raw square လုပ်လို့ရတယ်ဥမာသမီးကတော့ဘလိုကာလာမျိုးလေးလိုချင်တယ်ဘလိုမျိုးလေးတွေကြိုက်တယ်ပေါ့အဲ့လိုမျိုးလေးပြောလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမှာမယ်အဲ့လေးကိုကျွန်တော် client နဲ့ကျွန်တော်ကြာမှာပြန်ပြီးပြောပြရအခုလောလောဆယ်တော့မှန်ပြောရင်လုံးဝ feel လည်းမရှိဘူးဖြစ်နေတယ်ပုံရိုက်တယ်ဆိုတာလေရိုက်တဲ့သူတယောက်တည်းပဲတော်နေလို့အဆင်မပြေဘူးဥမာအလုံးနှစ်ခုလောက်တယ်ဆိုရင်ရိုက်ခံတဲ့သူရောရိုက်တဲ့သူရောဟာ fitting ဖြစ်နေမှအဆင်ပြေမယ်ဆိုတော့ကျွန်တော်တည်းထုံးထွက်ပြီးတော့ရိုက်တက်နေလို့ရှိရင်အဆင်ပြေဘူးခုမှကျွန်တော်တင်ပေးလိုက်တဲ့ post တစ်ခုကိုဒီလူကဒီချာလိုက်မလုံနိုင်ဘူးဆိုလို့ရှိရင်လည်းပုံလာလာလေးကထွက်မှာမဟုတ်ဘူးအဲ့တော့နှစ်ယောက်စလုံးလဲလိုပါတယ် post လို့ပေးတတ်ရမယ်လို့ကျွန်တော်ပြောတာပုံတော့ကျွန်တော်ပြောတဲ့ဟာကိုပြောလုံနိုင်တဲ့လူမျိုးလေးပေါ့နော်ဥမာအတက်နိုင်ဒီနေ့စီတော့အဲ့လိုမျိုးပြဿနာတော့တိတ်မကြုံပါဘူးဒါပေမဲ့တကားတဲ့တရားကျွန်တော်ဘူးတုဒအနေနဲ့ပြပြပေးနေတာပါခင်ဗျာအဲ့ဒီတော့ဘာအကြောင်းပြောချင်မှမပြောနဲ့ပြောတော့ပြောမိတော့ပါပြီမှားရစီလဲခွင့်လွှတ်ကြပါခင်ဗျာ bye bye